တခါတော့မောင်ညာနာနဲ့မောင်ထုံအဆိုတဲ့အလွန်ဆင်းရဲတဲ့တငယ်ချင်းနှစ်ယောက်ရှိသူတို့နှစ်ယောက်ကဆင်းရဲလို့တဲ့အတွက်သူတို့တွေ့ပြီဆိုရင်ဒါဒီတုတ်တန်မှာရှိတဲ့ဒီเนาะကျွန်တော်တို့ဒီတင်းကြိုင်းပေါ့เนาะတုတ်တန်မှာရှိတဲ့ဇရက်ကြီးမှာသူတို့စုံနေရှိညဘက်ဆိုအလုပ်ဘောင်းစုံလောက်ရတာဟုတ်မနဲ့ဆိုရင်တညကြတော့ဒီလိုပဲမောင်ထုံအားနဲ့မောင်ညာနာတို့ကချိန်ထားတဲ့ခါကျမောင်ညာနာလေးကဒီဇရက်ပေါ်ကြိုရောက်အဲ့ညမှာမောင်ထုံအားနောက်ကျအဲ့တော့မောင်ညာနာကလည်းဇရက်ပေါ်မှာလှဲပြီးတော့ဟိုလျှောင်းပြီးတော့အိပ်ပြီးတော့စောင့်နေတဲ့အချိန်မှာဇရက်ကြီးတစ်ခုလုံးကတိတ်ကနေတုံသွားအဲ့နဲ့မောင်ညာနာကလည်းလမ်းဖြတ်ပြီးတော့ထပြီးကြည့်လိုက်တဲ့အခါလာမောင်ထုံကမဟုတ်ပဲနဲ့တပတ်ကြီးတွေဖြစ်နေတပတ်ကြီးတွေတပတ်ဆိုတာတရေတပတ်ကိုပြောတာနော်ဟိုခြုံတဲ့တပတ်တွေမဟုတ်ဘလောက်အဲ့တပတ်ကြီးတွေကဘလို့ခန္ဓာကိုယ်ကြီးတွေကလည်းအကြီးတွေသူတို့ခန္ဓာကိုယ်နေရွက်ကြီးတွေကလည်းခြုံပြီးတော့ဟာကြောက်စရာအသွင်ပြင်းတွေနဲ့အဲ့မောင်ညာနာလည်းစင်းပြေးဖို့အချိန်မရတော့တဲ့အခါကျတော့ပစိုးခြုံပြီးတော့သူလည်းပဲသူကနေရွက်ခြုံစရာမှမရှိတာပစိုးခြုံပြီးတော့သူဒီတပတ်ကြီးတွေဝင်းထိုင်းနေတယ်အဲ့တော့မောင်ညာနာအဲ့လိုဝင်းထိုင်းနေတဲ့အချိန်မှာတပတ်ကြီးတွေကဟာလူဇော်နန်တယ်ကွာတပတ်ကြီးတွေကတယောက်နဲ့တကောင်နဲ့တကောင်ပြောတာလူဇော်နန်တယ်ကွာလူဇော်နန်တယ်ထင်တယ်အဲ့လိုပြောတဲ့အချိန်မှာမောင်ညာနာဥအောင်ထပြီမင်းထင်လို့ပါကွာဘာမှလူဇော်နန်ရမှာတော့ဒီမကြီးငါကြီးပြမယ်1 2 3တပတ်ကြီးကစုစုပေါင်း3ကောင်1 2 3ဘာမှလူဇော်သူ့ကိုမထက်မယူဘူးလေဟိုတစ်ဖက်တည်းကလည်းကြောင်းတောင်းနေဟုတ်တယ်တော့နောက်တစ်ကောင်ကထပြောလူဇော်နန်နဲ့ကွာလူဇော်နန်နဲ့နောက်တစ်ဖက်တကောင်ကအဲ့လိုထပြောတယ်မောင်ညာနာဥအောင်ထပြောနင်းမကြီးဘာမှလူပါလို့တော့ငါထက်ကြီးပြမယ်မင်းခုနမင်းဘယ်သွားအိတ်နေတာလို့ဒီမကြီး1 2 3သူ့ကိုထက်မယူဒီပါလေ3ကောင်မယ်1 2 3မတွေ့ဘူးလားဟုတ်တယ်နော်အဲ့နဲ့တပတ်3ကောင်ကြောင်တောင်နဲ့ဖြစ်နေတော့မှာကွာတခြားတစ်ဖက်တည်းကလည်းပြောဒီဇက်ကလူတွေလာတဲ့နေရာပဲလေကွာတဲ့လူစော်နံမှာပေါ့တဲ့အဲ့ဒါဘာထူးဆန်းလို့တော့အဲ့လိုပြောတဲ့အခါမှာနောက်တစ်ဖက်ကြီးတကောင်ပြောလူတွေကလည်းကွာဒီဇရက်ကြီးကိုသူတို့အမြဲတမ်းသာလာကြတာဟိုတို့ဒီလေကားကြီးအောက်မှာမြုပ်ထားတဲ့ရွှေအိုးကြီးကြတော့သူတို့တယောက်မှမတွေ့ဘူးတော့တဲ့နောက်တစ်ဖက်တကောင်ပြောတယ်ဘယ်တွေ့မလဲကွာလူတွေကဒီဇရက်ကိုလာတာရွှေအိုးတူးဖို့လာတာမှမဟုတ်တာကွာတဲ့လူတွေကငိုဖို့လာတာသူတို့အပူနဲ့သူတို့ပြန်သွားတာပေါ့အဲ့ဟာတွေအားလုံးဘယ်သူကကြားလဲမောင်ညာနာကြားတော့မနဲ့မိုးလင်းကန်ကြီးလဲကြောက်ဒီတစ်ပတ်ကြီးတွေကသူ့ဘာသာသူဆင်းပြီးတော့ပြန်သွားတဲ့အချိန်မှာမောင်ညာနာအားရဝမ်းသာပဲဇရက်အောက်ကိုဆင်းတခါတဲ့ရွှေအိုးကိုတူးလိုက်တာတထေးမောင်ညာနာချက်ချင်းဖြစ်သွားပါလေရောမောင်ညာနာကသာတထေးဖြစ်သွားတယ်မောင်ထုံအားလေးခမရမှာအဲ့တပတ်ဒီဇရက်ကြီးကိုရောက်မလာရှာဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမောင်ထုံကသူများအိမ်ကထမိန်ဝင်ခိုးတာတခါတည်းဖမ်းမိပါလေရောဒီကောင်ထုံအားနဲ့ဆိုဖမ်းပြီးတော့တကြီးကသူ့ထိတ်တုံးခတ်ထားတာသူရောက်ကိုမရောက်လာနိုင်တော့အဲ့ဒါနဲ့မောင်ညာနာလေးကတထေးဖြစ်ပြီးတပတ်လောက်အကြာမှာမောင်ညာနာလေးတထေးဖြစ်သွားတော့ဒီဇရက်ကြီးကိုလည်းမလာပြတော့ဘူးသူတငယ်ချင်းကိုလည်းခဏတော့မေ့တာပေါ့သူမရဘူးတဲ့စီးစိမ်ဥစ္စာတွေနဲ့ဆိုပျော်ပါနေတယ်တထေးမောင်ညာနာအနေနဲ့ပျော်ပါနေတဲ့အချိန်မှာမောင်ထုံအားကသူထိတ်တုံးကတပတ်ပြည့်လို့လွတ်လာတဲ့အခါမှာဇရက်ကိုရောက်လာသူတငယ်ချင်းကလည်းဒီမှာချိန်တော့တညညတော့လာမယ်ဆိုပြီးညာတိုင်းလာဆောင်တညတော့မောင်ထုံကလည်းအိတ်နေတော့မှခုနတပတ်ကြီး3ကောင်ရောက်လာပြန်အောင်တပတ်ကြီး3ကောင်ရောက်လာတော့မောင်ထုံကတော့ထုံအားနဲ့ကြောင်တောင်နဲ့ပြဲဆိုပြီးအောင်ကိုပါလေဟောအဲ့တော့တပတ်ကြီး3ကောင်ဟေ့လူနဲ့လည်းရတယ်ငိုတယ်လည်းကြားတယ်ကွာကြည့်လိုက်တဲ့ကမောင်ထုံအားလေးကိုသွားတွေ့တယ်ဟာလူဆိုတာချစ်စရာလေးတွေတော့တဲ့လူဆိုတာချစ်စရာလေးတွေတော့တဲ့ချစ်စရာလေးတွေကဘာလုပ်မလဲဆိုတော့ဟေ့ဟင်တခေါကငါတို့နဲ့မတူဘူးကွာသူနှာခေါင်းကတစ်မျိုးလေးပဲဆိုနှာခေါင်းကိုဆွဲတာသူတို့ဆွဲလိုက်တိုင်းမှာနှာခေါင်းကတစ်ထွာလောက်စီရှည်သွားတယ်ဟာချစ်စရာလေးတော့ထပ်ဆွဲအောင်ဆုံးမောင်ထုံအလေးရဲ့နှာခေါင်းဟာ9000လောက်ရှည်သွားနည်းတော့နှာခေါင်းကြီးမဟုတ်နောက်တနေ့မနေ့လဲရောက်တော့တပတ်ကြီးတွေလည်းပြန်သွားသူ့တနာလို့တော့ဘာမှမလုပ်သွားဘူးနှာခေါင်းပဲဆွဲသွားတာမောင်ထုံမလေးခင်ဗျာမှာရွာလေးကိုသွားတယ်9000လောက်ရှည်တဲ့နှာခေါင်းကြီးနဲ့ဆိုလူတွေကဝိုင်းအုံကြည့်ဆိုတော့အဲ့ဒီစကားတထိန်မောင်ညာနာရဲ့နားကိုကြားသွားတော့ငါတငယ်ချင်းဖြစ်မယ်သွားကြည့်လာဘလို့ဖြစ်တာလဲမောင်ထုံမင်းငါထင်တာပဲမင်းနှာခေါင်းဘလို့ဖြစ်လို့9000လောက်ရှည်တာတော့တပတ်ကြီးတွေအကြောင်းပြောပြတာဒါငါ့ကိုဟိုရွှေအိုးပေးလိုက်တဲ့ငါဘော်ဒါတွေနေမယ်ဟဲ့အောင်ဘာမှကြောက်စရာအကြောင်းမရှိဘူးငါမင်းကိုကူညီမယ်ငါအိမ်မှာခဏပုံနေဆိုနှာခေါင်း9000လောက်လေသူ့အိမ်မှာခဏပုံခိုင်းပြီးညကြတော့သွားပြီးတော့မောင်ညာနာသူ့တငယ်ချင်းတွေဘော်ဒါတွေတွေ့ဖို့အတွက်တပတ်ကြီးတွေသွားဆောက်အဲ့လိုပဲထုံးစံနဲ့တပတ်ကြီးတွေရောက်အရင်ကလိုပဲသူဂျားထဲမှာဝင်ထိုင်တဲ့အခါသူတို့ဘာပြောလဲကြည့်တဲ့အခါတပတ်ကြီးတွေကဟေးပြန်လူဇော်နန်နဲ့ဟေးပြောပြန်အဲ့တော့လူဇော်နန်နဲ့ဟေးပြောတဲ့အခါကျတော့
ထုံးစံအတိုင်းပဲမောင်ညာနာကဟေးဗမာလူစော်နန်းလုံး1နဲ့3 1နဲ့3လို့ဒါသူတို့ဘာမှမပြောနိုင်တော့အဲ့ဒါသူတို့စကားပြောနေနဲ့မင်းတို့တပတ်တကောင်ထပြောမင်းတော်တော်ကြီးကြောင်နိုင်တဲ့ကောင်ပဲမင်းအမြဲတမ်းလူစော်လန်းနဲ့လူစော်နဲ့ထအော်နေမင်းနှာခေါင်းကတော့မင်းဘာဖြစ်နေလဲဟိုကောင်လေးလိုကမင်းနှာခေါင်းဆွဲလိုက်မှာတော့မင်းနှာခေါင်းကြီးရှေးလာမယ်တပတ်တကောင်အဲ့လိုနောက်တဲ့အခါကျတော့အဲ့ဒီကဟဲ့အောင်မင်းဟိုကောင်လေးမလို့မင်းနှာခေါင်းဆွဲလို့ရတာပေါ့ငါနှာခေါင်းကိုမင်းဆွဲလို့ရှေးလာတော့လေငါဘာကြောက်စရာရှိလို့လဲကွာရပွေးနဲ့တိုးလိုက်ရင်နှာခေါင်းကပြန်တိုးသွားတာရပွေးနဲ့အသက်အောက်ပြီး3ချက်တိုးလိုက်ရင်ဘာလဲကွာငကိုတိုင်းပြန်ဖြစ်သွားတာပဲမင်းဘာများငါကြောက်စရာရှိလို့အဲ့ဒီစကားတွေကိုမောင်ညာနာကြားတာမနဲ့လဲရောက်တော့ထုံးစံအတိုင်းတပတ်ကြီးတွေပြန်သွားတဲ့အချိန်မှာမောင်ညာနာသူ့အိမ်ကိုအမြန်ပြန်သူ့ရဲ့တငယ်ချင်းကိုခေါ်ပြီးတော့ရပွေးနဲ့အသက်အောက်ပြီး3ချက်တိုးလိုက်တဲ့အချိန်မှာမောင်ထုံအားလေးခမညာမှာငကိုအတိုင်းပြန်ဖြစ်သွားပါတယ်ဆိုတော့ဇက်ပေါင်းတဲ့အခါမှာတထေးမောင်ညာနာကသူ့ရဲ့တငယ်ချင်းမောင်ထုံအောင်ကိုလည်းကူညီဆောင်မှကြည့်ရှုပြီးတော့မှပျော်ရွှင်စွာဇက်သိမ်းကြလေတည်းပေါ့အဲ့တော့ဒီပုံမြင်လေးကမြမရိုးကဟာသပုံမြင်လေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ lesson study လုပ်စရာတွေအများကြီးရှိနံပါတ်1အချက်ဒီအခက်ကိုအခွင့်အလမ်းဖြစ်ပြောင်းမှုလို့တယ်ကြောက်နေရင်တော့ဒုက္ခဟာဖျဲချောက်မှာပဲဟောတခါတလေကျရင်တပတ်ထက်ကြောက်စရာကောင်းတဲ့ဟာတွေကျွန်တော်တို့လောကကြီးထဲမှာဘဝကြီးထဲမှာဘွားကနေပေါ်လာတတ်တယ်ဒီနေ့ခေတ်စီးပွားရေးလူမှုရေးတွေလုပ်နေတာလူချင်းတို့အားလုံးသိတဲ့အတိုင်းပဲတရက်ကြည့်နေတဲ့အတိုင်းပဲเนาะဘယ်ချိန်တရက်ထွက်လာမှမသိဘူးဟဲ့လား plan လဲဆွဲလို့မရဒါပေမဲ့ခုနပြောတပတ်တွေတွေးလာတော့လေဘာဖြစ်လဲအဲ့ဒီတပတ်တွေကြားထဲမှာဝင်ထိုင်နိုင်ဖို့လိုတယ်ဒုက္ခတွေတွေးလာရင်ဒုက္ခတွေကြားမှာဝင်ထိုင်နိုင်ရဲ့လားဒုက္ခတွေကြားမှာဝင်ထိုင်နိုင်တဲ့သူစီကိုပဲအခွင့်အလမ်းလာတယ်ဒုက္ခတွေတွေးလို့ထွက်ပြေးမယ်အောင်ငုံမယ်ဆိုရင်တော့လောကကြီးမှာတောင်းပန်လို့ဒုက္ခတွေကငြိမ်းသွားတယ်ဆိုတာကဘာဥစ္စာတွေကအခုချိန်ကြီးမရှိဘူးဒုက္ခဟာတောင်းပန်တဲ့သူကိုဖျဲပဲခြောက်လို့ရှိတယ်အဲ့တော့လူချင်းမင်းတို့မောင်ညာနာလိုပဲဒုက္ခနဲ့တူတဲ့တပတ်နဲ့တူတဲ့ဒုက္ခတွေကိုမကြောက်ပါနဲ့သူတို့ကြားထဲမှာဝင်ထိုင်လိုက်ပါရွှေအိုးဆိုတဲ့အခွင့်အလမ်းကိုတွေးလာရပါလိမ့်မယ်အခုချိန်ဒီကိုနှစ်ဖူးပေါ်လက်တင်ပြီးပြန်စဉ်းစားကြည့်ပါဒုက္ခနဲ့အတူထိုင်ရဲလားဒုက္ခတွေ့ရင်တချိုးတဲ့တန်းနေအောင်ပြေးတာလားအဲ့ဒါဟာအောင်မြင်တဲ့သူနဲ့မအောင်မြင်တဲ့သူအဓိကကွာခြားစေတဲ့အချက်ဖြစ်တယ်မောင်ထုံးကအကြောင်းတော့မပြောလို့တော့ဘူးအားလုံးသိတဲ့အတိုင်းပဲမြင်နေရလမ်းမဆိုင်လို့တော့ထုံနေအနေမှာတော့ဒုက္ခကလူချင်းမင်းကိုလှလှပပဒုက္ခပေးတာခံရမှာပဲဒုက္ခကကြောက်တဲ့သူဒုက္ခဖျဲချောက်တယ်ဒါကြောင့်ကျွန်တော်ခဏခဏပြောတယ်ဒုက္ခတွေနဲ့တွဲကပါအမြဲတမ်းလှုပ်နေပါဒါကျွန်တော်ခဏခဏပြောတယ်လှုပ်နေတဲ့သူဒုက္ခတက်လို့မရဘူးအေးရက်နေရင်တော့အဲ့ဒါမြုပ်သွားမှာတတိယတစ်ခုကတော့ကလျာဏမိတ်တလို့ခေါ်တယ်ကိုယ့်ရဲ့မိတ်ဆွေတွေကိုကောင်းစားနေတဲ့အချိန်မှာမိတ်ကောင်းဆွေမွန်နေဆိုတာမောင်ညာနာလေးလိုပဲသူ့တငယ်ချင်းကိုဒုက္ခအခက်အခဲကနေပြေးလေအောင်ဆောင်ရွက်ပြီးလူတွေတော်တော်များများအောင်မြင်သွားပြီဆိုရင်ကိုယ့်ရဲ့မိတ်ကောင်းဆွေမွန်တွေကိုမေ့လို့ရှိဆိုတော့ဒီပုံမြင်လေးကနေကလျာဏမိတ်တကောင်းမွန်တဲ့မိတ်ဆွေကောင်းတွေရဲ့လှပတဲ့ချစ်ချင်းမေတ္တာတရားကိုလည်းကျွန်တော်တို့ကသင်ယူလေ့လာတာဖြစ်တယ်ဒါကြောင့်ရုပ်ပိုင်းရောစိတ်ပိုင်းရောကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မောင်ညာနာလေးလို့ဒုက္ခတွေတွေ့လာရင်လည်းမကြောက်ပါနဲ့ဒုက္ခတွေကြားမှာဝင်ထိုင်နိုင်အောင်ကြိုးစားပါရွှေအိုးနဲ့တူတဲ့အောင်မြင်မှုတွေကလူချင်းမတို့ကိုစောင့်ကြိုနေပါနောက်တစ်ခါဒုက္ခတွေ့လာပြီဆိုရင်စိတ်ညစ်လာပြီဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုမမေ့ပါနဲ့ပြန်ဖွင့်ကြည့်ပါဒီပုံမြင်လေးကိုနားထောင်ကြည့်ပါလူချင်းမတို့ဒုက္ခတွေကြားမှာထိုင်ရဲတဲ့တတ္တိတွေရှိလာမယ်လို့ချစ်ခင်စွာအာမခံပါစာအုပ်လက်ဆောင်လိုချင်တဲ့သူတွေကဒီစီဇန်မှာလည်းကျွန်တော်စာအုပ်လက်ဆောင်ငါ့ကိုပေးဦးမှာဖြစ်တယ်အဲ့တော့စာအုပ်လိုချင်တဲ့ဆိုရင်ကျွန်တော်အခုကျွန်တော်အစီအစဉ်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ကငါ့အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့နဝရက်9ပါဘဝအောင်မြင်နီးနာများမြန်မာနီးမြန်မာဟန်ဖြင့်အောင်မြင်ခြင်းအမှုပညာမြောက်စွာဟောပြောခြင်းလူငယ်မန်နေဂျာလက်ဆွဲနဲ့တင့်ကောင်းမှာတရဖူစောင်းနိုင်မှုစာအုပ်ငါ့အုပ်ကိုတယောက်ကိုတအုပ်ပေါ့နော်ကိုမောင်ရတယ်ဆိုကိုမောင်ဖတ်ဖို့ဆိုပြီးကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်ပို့ကပါမပေးရပါဘူးအခမဲ့လက်ဆောင်ပေးပို့ပေးဦးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တန်းတက်ချင်တဲ့သူတွေကတော့နှစ်လပိုင်းမှာကျွန်တော်ဖွင့်မဲ့တင်တန်းကတော့ကျွန်တော်ရဲ့ social media အောင်မြင်တင်တန်းတစ်ခုဖြစ်တဲ့ million follower social media အောင်မြင်တင်တန်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင် Facebook မှာ follower 4 million နီးပါးရှိတယ် TikTok လည်းကျွန်တော်သုံးတာမကြသေးဘူး follower 3 million နီးပါးရှိတယ်ကျွန်တော်ကိုယ်တိုင်သုံးတဲ့နီးလန်းတွေကိုစာတွေ့လက်တွေလေးလာတင်ကြမှာဖြစ်တယ် online သင်တန်းဒီအခုလာမယ်2လပိုင်းကျွန်တော်တို့ဒီ2လပိုင်း16ရက်နေ့စမှာဖြစ်တယ်အင်္ဂါနေ့ဖြစ်တယ် Facebook group ကနေတလားတီတီ online ကနေတင်ကြားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တီတီကမ္ဘာ data တီတီတက်နိုင်တယ်နိုင်ငံခြားရောက်နေတဲ့သူတွေကလည်းကိုစားသင်တန်းကြီးလွှတ်ခိုင်းပြီးတက်နိုင်တယ်တော့တလားတီတီတက်ရမှာဖြစ်တယ်နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ်အကယ်၍ recorded ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်လူတွေ့ပြီးတက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့2လပိုင်း22ရက်နေ့နဲ့23ရက်နေ့စနေနေ့နေ့မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လွှာမှာရှိတဲ့ကျွန်တော်ရဲ့ annual သင်တန်းကျောင်းမှာကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာ2ရက်တွေ့ဆုံပြီးတော့တက်ရောက်မှာဖြစ်တယ်
တော့ online မှာပဲတက်ချင်းအပြင်မှာပဲတက်ချင်းလူချင်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကို comment မှာရေးနဲ့ Messenger မှာရေးထားပြီးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ် 20% discount ဆက်ပေးထားတယ်ဆိုတဲ့သတင်းကောင်းပါလို့ပါတယ် We must work together we must build our nation